ပါတယ်ဒီဆောင်ကူရတယ်ညဘူးတာပြောလိုက်အကုန်ကြိုက်မင်္ဂလာပါရှင်ဒီနေ့ကတော့ဆိုရီတို့ပကံကိုရောက်ပြီပေါ့နော်ဒီညနေ4နာရီခွဲလောက်မှာတော့ရောက်သွားတယ်ပေါ့နော်ဆိုရီတို့တဲခဲ့တာတော့ Hotel Ambra မှာပါဒါကတော့ဒီရေကူးကန်ဖိုင်လေးပေါ့နော်ဆိုရီတို့ hotel ကတေချာလေးမရိုက်ဖြစ်ခဲ့ပါဘူးဆိုရီတို့ဒီလုံးဝတောက်လျှောက်ရောက်ခတဲ့ရလေးသွားဖို့လာဖို့စားဖို့တောက်ဖို့ဓာတ်ပုံရိုက်ဖို့ထစ်နေတဲ့အတွက်ကြောင့်မလို့ဓာတ်ပုံလေးအသေးတန်ရိုက်တဲ့အတွက်ကြောင့်မလို့တေချာလေးမရိုက်ဖြစ်ခဲ့ဘူးเนาะဒါကတော့သူရေကူးကန်အသေးနဲ့အကြီးနှစ်ကန်ရှိတယ်ဒီနှစ်ကန်ရှိအောင်ဆိုရီတို့ကတော့အကြီးမှာပဲကူတယ်ပေါ့နော်သူကလေရေကူးကန်လေးကမြင့်နေဒီလား10ပေလောက်အတီကိုရှိတယ်ဆိုတော့3 4 5 6 9 8လောက်ရှိတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအဆင်ပြေရပေါ့နော်ရေကူးကန်လေးကအရန်ကိုရိုက်လို့လှတယ်ကွယ်ရေပိုက်လေရေပိုက်ကိုဖြန်းလိုက်တာပူလိုက်တာနေပူသားလို့ထင်တယ်ပြောပြအောင်မယ်ရေကူးရလေလက်သီးဆောင်ကူးရတယ်လက်ပြန်ကူးရင်လက်သေးတွေကိုဆွဲခွာနေတယ်ဒီလိုကူးနေရတယ်မို့ရေကူးပြီးတော့ဆိုရီတို့ခဏနားပြီးတော့ဒီပကံညဈေးမှာညစာသွားစားမယ်ပေါ့နော်ဆိုရီတို့စားပစ်ခဲ့တဲ့ဆိုင်လေးကရိုးရိုးလေးဆိုတဲ့ဆိုင်မှာသူ့စီမှာကတယောက်စာကို6500ပါဆိုရီတို့သွားတဲ့အချိန်ကလေဒီခီးတော့ရသည်မဟုတ်လို့ထင်တယ်လူလဲသိမ့်မရှိဘူးပေါ့နော်ပြီးတော့လေဒီညဈေးတန်းတွေကလေအစိုးကြီးသိမ့်တယ်ပေါ့နော်ဆိုရီတို့သွားတဲ့အချိန်တော့9နာရီကျော်လောက်ပဲရှိသေးတယ်ဆိုင်တွေကသိမ့်မဆုံးချင်တော့ဆိုရီတို့စားပြီးပြန်လဲပြန်အောင်ဆိုင်တွေကတောင်မရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့နေတာဒီကျတဲ့မှာမတူတော့အရင်တိုးစီရပြီးတော့ဒါချင်းရင်ဒါပုံလုံးကြီးဒါကဖားတိတုပ်လေးကောင်းတယ်ဖားတိတုပ်လေးစားချင်တယ်ဒီဘက်ကလေအရန်ဟင်းလေးတွေကတော်တော်ပေးရနော်ဟုတ်တယ်အရန်ဟင်းလေးတွေတော်တော်ပေးတယ်ဘယ်ဦးတော့ဝတ်သားတယ်ဘယ်ဦးဝေါလေပေးနေရအဲ့ဒီအရင်ဟင်းနေအောင်ချာပါရွေးချယ်စားတာခါတယ်ဟုတ်တယ်အမလိုက်တော့ခါလေလို့ဘယ်ဟာခါရလဲသူပြောပါအောင်ဟုတ်လားအော်ရွက်လေမလေးဒါမောင်းလာပြီဒါပေမဲ့ခါရတာကောင်းတယ်ကျမ်းမာရေးတော့ကောင်းတယ်ဟုတ်အခါရတာကောင်းတယ်ဒါပေမဲ့အကမ်းကြိုက်တမီးကလေကျမ်းမာရေးနဲ့မညီညွတ်ဘူးတာပြောလိုက်အကုန်ကြိုက်ဆိုတော့ကျမ်းမာရေးနဲ့မညီညွတ်ဘူးပြောလိုက်ကြဟောအကင်တို့ processed food တို့ခောက်ဆွဲတို့အဲ့လိုမျိုးကသမီးကြိုက်ပဲဒီတော့ဒီမိမကြောက်ကြရောဂါလေးပဲဘောပါလေးပဲပြောသွားအဲ့လိုမျိုးအော်ဒါကရှောက်ကိုအသီးလိုက်တုတ်ထားတာထင်တယ်သမီးထင်တာအဖွားသီးမဟုတ်တော့ဘူးရှောက်ကိုအသီးလိုက်တုတ်ထားတာထင်တယ်သမီးကဒါတော့ကျမယူမညီညွတ်တာဆိုတိုက်တယ်လို့ပါကျမယူမညီညွတ်တာဆိုဘာဖြစ်တိုက်တယ်ဘာဖြစ်တိုက်ရွေးချယ်စားတောင်းနေရတယ်အတုတ်တွေကိုကြက်သွန်ကြီးဖယ်စားနေရပါဒါတော့ဘာလာစားရဲကျမလက်တော့ကြီးတော့တော့လမ်းကတော့ဘာဖြစ်ဖြစ်စားလို့ဝင်တော့ကုန်းစားကောင်းနေရောဘယ်ခင်းမဲ့ဖြစ်ကုန်းစားကောင်းစောက်သေးကိုအကောင်တော့အခွန်တွေပါလှီးပြီးတုတ်တာပဲနော်တခွားသီးထင်နေမောင်လေးလားလေဟာမောင်လေးလားလေပဲဘေးနာတော့ဘယ်လိုနဲ့ကိုထောက်တာကိုကနေပြီးတော့ကွန်မန့်နေပေးနေပါလေတော့မြုပ်ချင်စားရမြုပ်ချင်ရှယ်ကောင်းတယ်ဒါရွှေကောင်းကြောင်တယ်နော်ဘယ်တော့မှလက်ရမပြောင်းဘယ်လိုချိန်ရပြောကြည့်လားကဲရှင်ဘာပြောစင်ဒီလားဆွေးဖူလေးပေါ့နော်တကယ်ဟိုမှာလေအညာဘိုက်စင်ပေါ့နော်အဲ့လိုဟိုတမာပင်နေအောက်မှာဒါတော့ကလားတမာလားပမာတမာလားမသိတမာတော့တမာပင်နေအောက်မှာစားတယ်တကယ်ဟိုနော်အဲ့လိုမျိုးဘိုက်စကိုဟိုလေတမာသီးလေးတွေစားလို့များတမာသီးလူသားစကားတွေပြောတာလားညဘက်ကျင်တာကိုစားလိုက်တော့တယ်ဒီကတော့ဝင်သွားတာပဲနော်ဟိုလေတချင်းလေးမိုင်းဟိုတမာရဲ့မှာခိုကာနာအသေးလေးတွေခါတာလားကွယ်လေတချင်းမြမတချင်းလေးဟိုလေတော့ဆိုတာတော့တမာသီးလေးဟိုတမာသီးလေးတွေစားလို့များမူသားစကားတွေပြောတာလားကွယ်အေးဟုတ်တယ်စီရပစေးစီတမာပင်နဲ့အမရေးတဲ့ကတ်တဲ့ဟာမသိတယ်ဘလုံးတော့ဒီတမာသီးနဲ့လို့ဒါလည်းအော်ဒါတခါပြီးတော့ဟုတ်ဘူးရှောက်သီးအော်ရှောက်သီးကိုအသီးတွေပါလှီးထားတာရှောက်သီးတော့ခွန်တွေပါလှီးထားဒီဘက်နဲ့မလူတာဒီဘက်နဲ့လူဒါရှောက်သီးတော့ဒါအော်ဒါဘဲအသွေးဘဲသွေးတော့တရားဘုံလုံးသီးအစုံမခင်းကြီးအနစ်ဟိုဘက်နဲ့ဒီဘက်မတူပဲကျွန်တော်ဟိုဘက်ကိုဆက်တော့တော့တော့ပြီလားဟုတ်ဒါလေးကရောက်ကို6500ပဲကဲဒီနေ့ကတော့ပကံရဲ့ first day လေးမှာဘယ်မှမလဲဖြစ်ခဲ့ပါဘူးအရင်လေးပြင်ပန်းနေပြီဆိုတော့စားပြီးတောက်ပြီးကြတဲ့တခါတည်း hotel ပြန်ပြီးတော့နားပါတော့မယ်ရှင်အဆုံးထိပြရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ဒါဆိုနောက် video မှာတွေ့ကြမယ်နော်တတ bye bye